အခုကျမတို့ရဲ့ Pratunam Family House number 2မိသားစုဂေဟာလေးရဲ့အကျယ်ဆုံးအကောင်းဆုံးအခန်းလေးကိုပြကြပါရရှင်မိသားစု4ယောက်ကနေ6ယောက်ထိတည်းလို့ရပါတယ်ဒီခန်းလေးကမြင်းကြီးတက်မှာဖြစ်ပါတယ်အကယ်၍မိသားစုထဲမှာအပေါ်ရက်ကိုမတက်နိုင်တဲ့လူကြီးမိဘတွေအဖိုးအဖွားတွေပါလာခဲ့ရင်လေဒီခန်းလေးကအသင့်လျော်ဆုံးဖြစ်ပါတယ်ဒီခန်းကအကျယ်ဆုံးအကောင်းဆုံးအခန်းဖြစ်ပါတယ်ရှင်ဥမာကလေးငယ်ငယ်လေးတွေပါလာလို့ရှိရင်ဒီမှာထပ်ပြီးတော့ဆွဲပြီးတော့ကတင်လိုလုပ်လို့ရပါတယ်ကရင်လိုလုပ်လို့ရတဲ့အတွက်ဒီမှာ2ယောက်သို့မဟုတ်ကလေးငယ်ငယ်တွေပါလာလို့ရှိရင်3ယောက်ကောင်းကောင်းအိတ်လို့ရပါတယ်ရှင်ဟိုဘက်ကလည်းလူကြီး4ယောက်ကောင်းကောင်းအိတ်လို့ရပါတယ်အဲ့ဒီအတွက်ဒီမိသားစုအခန်းလေးကတော့ကျမအနေနဲ့အကောင်းဆုံးအခန်းလို့ပြောချင်ပါတယ်ကလေးတွေမပါလို့ဥပမာတငယ်ချင်းတွေပေါ့တငယ်ချင်း6ယောက်လောက်လာမယ်ဆိုရင်လည်းဒီအခန်းကအဆင်ပြေပါတယ်အကယ်၍9ယောက်ဖြစ်နေရင်တော့ဟိုတယ်နဲ့အဆင်ပြေအောင်ညှိနှိုင်းလို့ရပါတယ်ရှင်အဲ့တော့ဈေးအနေနဲ့ကတော့ဘတ်2000မှာအကောင်းဆုံးအကျယ်ဆုံးဈေးကြီးဆုံးအခန်းပါရှင်ဒါပေမဲ့ကျမအနေနဲ့ပြောရရင်တော့ဒီအခန်းကိုတဲရတာအကယ်၍လူများလို့ရှိရင်အတန်ဆုံးပါကျမကြိုက်ဆုံးကတော့မှန်ပဲရှင်အဲ့တော့ဒီဟိုတယ်မှာရေပူရေအေးလည်းအမြဲရပါတယ်ဒီနိုင်ငံကတော့မီးမပြတ်တဲ့အတွက်ဘယ်ချိန်မဲ့ထပြီးတော့ရေပူဖွင့်ရေပူတွေရပါတယ်